ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဩဂတ်လ20ရက်နေ့ညခင်းပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရင်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာသတင်းချက်လက်တွေပြည့်စုံစုံသိရှိနိုင်ဖို့အတွက်ဗီဒီယိုလေးကိုဆုံးထိတေချာလေးကြည့်ရှုပေးကြပါအောင်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတာကတော့ကုန်ကန်း80ကျော်အဖမ်းခံရပြီးစစ်တပ်နဲ့ BGF ဆက်ဆံရေးတင်းမာနေကြောင်းတင်ဆက်ပေးပါမယ်ထိုင်းကုံမြတင်ဆောင်လာတဲ့ကရင်နေကြားဆောင်တပ် BGF နဲ့ငင်းချင်းယူထားတဲ့အဖွဲ့များပိုင်ကုန်ကားအစီ80ကျော်ကိုလိုင်းပွဲမြို့နယ်တိုက်တော်ဖောင်စိမ့်နဲ့နန်းသာအုံရွာတန်လွင်မြကူးစိတ်မှာစစ်တပ်ကဖမ်းဆီးထားတဲ့အတွက်နှစ်ဖက်ဆက်ဆံရေးတင်းမာနေကြောင်းနေဆက်သူတွေထံကနေသိရပါတယ်။ဩဂတ်လဒုတိယပတ်ဖမ်းဆီးမှုမှာ BGF အပြင်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ကရင်မျိုးသားအစည်းအရုံးကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်ငင်းချင်းကောင်စီ KNU KNL PC တို့နဲ့ဆက်နွယ်တဲ့ဂိတ်တွေလည်းပါဝင်ပြီးရင်မောင်းတွေကိုပါဖမ်းထားကြောင်းကုန်တယ်တွေကဆိုပါတယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်ငင်းချင်းကောင်စီ KNU KNL PC နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တို့ဟာပြီးခဲ့တဲ့ဇူလိုင်လအတွင်းကပဲနေပြည်တော်ကိုတောက်ရောက်ကစစ်တပ်ရဲ့အမျိုးသားစီလုံးညီညွတ်ရေးနဲ့ငင်းချင်းဖော်ဆောင်မှုညီနိုင်ကော်မတီ NSPNC နဲ့ဆွေးနွေးခဲ့တဲ့အဖွဲ့များဖြစ်ကြပါတယ်။တိုက်တော်ဖောင်စိတ်ကေက KNU KNL PC အပါအဝင်ကရင်လက်နက်ကိုင်ဖွဲ့များလှုပ်ရှားထားတဲ့နေမီများနဲ့ဆက်နွယ်နေပြီးကုန်စည်တည်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်အသုံးပြုနေတဲ့နေရာဖြစ်ကြောင်းကုန်တယ်တွေထံကနေသိရှိရပါတယ်။ထိုင်းမြန်မာနေဆက်ကုန်တယ်ကြီးတဦးကအခုအဖမ်းခံထားရတာအဖွဲ့အစည်းကသူတွေပါတယ်လို့ပြောတယ်။ဒါကြောင့်အပေါ်ကအရေးမယူဖို့ပြောတယ်။ဒါပေမဲ့လည်းစစ်တပ်ဘက်ကလည်းအရေးယူမယ်လို့ဆိုတယ်။အဲ့ဒီတော့နည်းနည်းလေးတင်းမာနေတာရှိတယ်လို့ပြောပါတယ်။ကရင်ပြည်နယ်လုံခြုံရေးနဲ့နေဆက်ရေးရဝန်ကြီးကတရားရုံးတင်ပြီးပို့ကုန်သွင်းကုန်ဥပဒေပုံမှန်8နဲ့အရေးယူဖို့စီစဉ်နေပြီးရင်တွေကိုတင်ဆက်ခြင်းနဲ့တာဝန်ရှိသူတွေကိုထောင်ဒဏ်ချမှတ်နိုင်ရေးဆောင်ရွက်မယ်လို့ပြောဆိုထားကြောင်းကုန်သွယ်များထံကနေသိရပါတယ်။အခုကတရားမဝင်ကုန်သွယ်ရေးမှမဟုတ်ဘူး။ကျွန်တော်တို့ကုန်သွယ်ရေးစုံမှလိုင်စင်အပြည့်အဝနဲ့ဆင်းလို့တခုခုအလွဲမှရှိရင်တောင်ပို့ကုန်သွင်းကုန်ဥပဒေနဲ့အရေးယူတာပါလို့ကုန်သွယ်တူကဆိုပါတယ်။ယခုကဲ့သို့အဖွဲ့အစည်းများနဲ့ဆက်နွယ်တဲ့ရင်များဖန်ဆီးခံရခြင်းဂိတ်တာဝန်ခံများနဲ့ရင်မောင်းများကိုပါအရေးယူဖို့ဆောင်ရွက်နေခြင်းတို့ကြောင့်စစ်တပ်နဲ့ BGF အပါအဝင်နေမြေတွင်လှုပ်ရှားနေတဲ့အဖွဲ့များကြောင့်ဆက်ဆံရေးအခြေအနေတင်းမာလာကြောင်းဒေတာရင်းကုန်တယ်ထံကနေသိရပါတယ်။နောက်ထပ်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးကကရင်ပြည်နယ်နယ်လုံဝင်ကြီးကတော့ဥပဒေတိုင်းအရေးယူတရားရုံးတင်အမှုဖွင့်ကားသိမ်းလူကိုထောင်ချမယ်ဆိုလို့လောလောဆယ်နှစ်ဖက်ဆက်ဆံရေးတင်းမာနေတယ်လို့ဆိုပါတယ်။ရခင်တရားမဝင်ကုန်ပစ္စည်းများဖမ်းဆီးပါကအကောက်ခွန်ဦးစီးဌာနမှကုန်ပစ္စည်းတန်ဖိုးနဲ့ကုန်ပစ္စည်းအမျိုးအမည်ပေါ်မူတည်ပြီးတင်ဆက်ခြင်းလီလက်တင်ရောင်းချခြင်းတို့မှုတန်ငွေတွေနဲ့ဖြည့်ရှင်းခြင်းများပြုလုပ်လို့ရှိပေမဲ့လည်းယခုနောက်ပိုင်းထောင်ဒဏ်ငွေတန်ချမှတ်နိုင်တဲ့ပို့ကုန်သွင်းကုန်ဥပဒေပုံမှန်8နဲ့ပုံမှုတင်းကျပ်စွာအရေးယူလာကြောင်းပုံမှန်8ရာထောင်ဒဏ်3နှစ်တို့မှုငွေတန်ချမှတ်နိုင်တယ်လို့ဒဏ်နှစ်ရလုံးချနိုင်ကြောင်းလည်းအထက်ပါကုန်တွေကပြောပါတယ်အခုနေပြည်တော်ကညွှန်ကြားချက်မပါရင်ဘာမှမလုပ်ရဘူးပို့ကုန်သွင်းကုန်ဥပဒေနဲ့ပစ္စည်းသိမ်းပါတယ်လူကိုလည်းအရေးယူပါတယ်အဲ့ဒီလိုအရေးယူတဲ့အပိုင်းမှာတန်ဖိုးကြီးတာတွေနိုင်ငံတော်အတွက်ထိခိုက်နိုင်တဲ့ပစ္စည်းတွေပေါ်မူတည်ပြီးပြစ်မှုပြစ်ဒဏ်ကိုတိုးတာလျှော့တာရှိတယ်လို့၎င်းကဆိုပါတယ်။အဲ့ဒီလိုတရားမဝင်ကုန်သွယ်မှုများကြီးလာခြင်းမှာအာဏာသိမ်းပြီးနောက်ဒေါ်လာလိုအပ်ချက်ကြောင့်သွင်းကုန်လိုင်စင်များကိုကန့်သက်ထိန်းချုပ်ခြင်းနဲ့လိုင်စင်ခွင့်ပြုချက်နေပါခြင်းတို့မှအဓိကဖြစ်ကြောင်းကုန်သည်တွေကဆိုပါတယ်။ဒီပြဿနာဖြစ်ရတာလိုင်စင်ပါပဲ။မြဝတီကပို့ကုန်ပြောင်းကျက်သွန်ကွန်တီတို့ပို့တယ်။ဒါပေမဲ့ပို့တလောက်သွင်းကုန်လိုင်စင်ပြန်မရဘူး။တကယ်လိုအပ်တဲ့သူတွေတော့မရတာကိုပြောတာ။ဒါကြောင့်လိုင်စင်ကိုတိတိရောက်ရောက်နဲ့တိတိကျကျပြန်ပေးနိုင်ရင်တရားမဝင်ကုန်သွယ်မှုလက်တမိုင်းတိုင်းရှော့ချနိုင်ပါတယ်။တရားမဝင်ကုန်ပစ္စည်းအများစုကတရားဝင်လိုင်စင်မရလို့ဖြစ်တာလို့အထက်ပါကုန်သည်ကသုံးသပ်ပါတယ်။လက်ရှိမြဝတီလမ်းကြောင်းမှာကုန်သည်ရမှာသက်ဆိုင်ရာလမ်းပိုင်းအလိုက်အာဏာပိုင်တွေနဲ့လက်နက်ကိုင်အဖွဲ့များထံငွေပေးတည်ရတဲ့အတွက်ကုန်စည်များမြင့်တက်နေပြီးရန်ကုန်မန္တလေးမြို့တွေကိုကုန်ပစ္စည်းများရောက်ချိန်ဈေးအဆမတန်မြင့်တက်လာရခြင်းဖြစ်ကြောင်းကုန်သည်ထံကနေသိရပါတယ်။အာဏာသိမ်းသမ္မတကထိုင်းခီးစဉ်မှာနိုင်ငံကုန်သွယ်ရေး American dollar 12 billion တိရှိရန်သဘောတူခဲ့ပေမဲ့လည်းတစ်ဖက်မှာတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌဒုသမ္မတဦးညွတ်စောကနေဆက်စစ်ဆေးဂိတ်တွေကိုစီကံစနစ်တကျစစ်ဆေးဆောင်ရွက်ရန်နဲ့တရားမဝင်ကုန်ပစ္စည်းတင်ပို့မှုတွေကိုဥပဒေနဲ့အညီတားဆီးစစ်ဆေးအရေးယူဖို့ညွှန်ကြားခဲ့ကြောင်းဩဂတ်လ18ရက်နေ့အစည်းအဝေးမှာပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့စလင်းမြို့ပေါ်မှာရှိတဲ့စင်ကျုံဂိတ်နဲ့ပြူစောတိတွေကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်9ကောင်သေဆုံးပြီးတပိတ်ချင်းမြို့နယ်မှာလည်းစစ်တပ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းမြို့ပေါ်မှာရှိတဲ့စင်ကျုံစစ်စေးဂိတ်ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သားပြူစောတိနဲ့ရဲတပ်ဖွဲ့ဝင်စုစုပေါင်း4ကောင်သေဆုံးခဲ့ပြီး3ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမေဘုခဲမန်ကတရင်မှတာဝန်ရှိသူကပြောကြားပါတယ်။ဩဂတ်လ19ရက်နေ့ညနေ6နာရီခန့်မှာစလင်းမြို့ပေါ်ဝတ်သေးကန်အနီးမှာရှိတဲ့စစ်ကောင်စီရဲ့
စင်ကျုံစစ်စီဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေက drone နဲ့60မမဘုံတီတလုံးကြေချတိုက်ခိုက်ခဲ့ရမှာဂိတ်တွင်းကြောက်ရောက်ပေါက်ကွဲခဲ့ပြီးစစ်သားပြူစောတိနဲ့ရဲတပ်ဖွဲ့ဝင်၄ဦးသေဆုံးက3ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါစင်ကျုံဂိတ်မှာစစ်ကောင်စီဘက်မှအင်အား20ခန့်ရှိပြီးတိုက်ခိုက်မှုမဖြစ်ပွားမီညနေ9နာရီခန့်ကရင်ဂိတ်အနီးမှာတော်လိုင်းတပ်ဖွဲ့ရဲ့ဝမ်းပြေကျေးရွာအရှိပိုင်းနေရာကို drone နဲ့ဘုံတီလေးလုံးလာရောက်ကြေချတိုက်ခိုက်ခဲ့ကြောင်းမင်းဘူးခင်မှန်ကတရင်မှတာဝန်ရှိသူကပြောပါတယ်။အဲဒီနောက်တော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြည့်ကင်းထောက်ပြီးစင်ကျုံစစ်စေးဂိတ်ကိုပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကဘုံအဂိတ်အနီးမှာရှိတဲ့ဘန်ဂါရီကြားကိုကြောက်ရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမင်းဘူးခင်စစ်ဌာနရဲ့မင်းဘူးခင်အမှန်ကတရင်နဲ့တရင်ရဲ့ drone လက်ယုံတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလားတူဩဂတ်စ်လ16ရက်နေ့မနက်8:00နာရီခန့်ကလည်းစလင်းကံပြလမ်းပိုင်းတနေရာမှာပွင့်ဖြူမြို့နယ်စင်လူပြူရွာရဲ့လက်အောက်ခံစလင်းမြို့နယ်တောင်စင်ရွာမှာပြူစောတိခေါင်းဆောင်ဖိုးဝင်းခေါ်ဝင်းရွှေရဲ့ကားကိုတရင်ရဆောင်ဆိုင်စစ်ဆေးခဲ့ကြောင်းသိရပါတယ်။ဖိုးဝင်းခေါ်ဝင်းရွှေဟာစလင်းမြို့ကိုရိတ်ခါဝယ်ယူဖို့လာရောက်စဉ်ဖန်စီစစ်ဆေးခံရန်ကြိုးပမ်းခဲ့ပေမဲ့လည်းထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖန်စီရမှနေရာမှာပဲသေဆုံးခဲ့ကြောင်းမင်းဘူးခင်မန်ကတရင်မှတာဝန်ရှိသူကဆိုပါတယ်။အဆိုပါဖြစ်စဉ်အတွင်းမှာ၎င်းအုံပြုတဲ့ရိတ်ခါတေယူပို့ဆောင်ရေးကားတစ်စီးကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။ဖိုးဝင်းခေါ်ဝင်းရွှေပြစ်ခတ်ခံရပြီးနောက်စလင်းကံပြလမ်းပိုင်းကိုစစ်ကောင်စီတပ်ကအင်အားအများပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်ကဖိုးဝင်းရဲ့ရုပ်အလောင်းကိုလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလာရောက်ကောက်ယူသွားကြောင်းသိရှိရပါတယ်။ဒါအပြင်ဒီကနေ့မနက်ပိုင်းမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တကောင်းမြို့အနီးမှာလည်းစစ်ကောင်စီတပ်ရဲ့စစ်ရင်တန်းကိုမန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MTY PDF ကချားဖြတ်တိုက်ခိုက်ခဲ့ကြောင်းတော်လိုင်းသတင်းရှိမြစ်တွေထံကနေသိရှိရပါတယ်။တပိတ်ချင်းမြို့နယ်ခြေဆိုင်စစ်ကောင်စီတပ်ရဲ့အမတ်73တန်းမြင့်လေ့ကျင့်တင်တဲ့ကြောင်းတတက3မှထွက်ခွာလာတဲ့စစ်တပ်ရင်တန်းကိုတကောင်းမြို့အနီး3မိုင်ခန့်အကွာမှာ MTY PDF ကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ရင်တစည်းထိခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစစ်ရင်တန်းမှာရင်စနစီပါဝင်ပြီးတစည်းကိုတိုက်ခိုက်နိုင်ခဲ့ကကြံတဲ့ရင်စတစည်းမှာတကောင်းမြို့ကိုရောက်ရှိသွားပြီဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းကတော့ထိုင်းစစ်တပ်ကမြန်မာအရာရှိတွေကိုစစ်တင်တဲ့များမှာလက်ခံမဲလို့ဆိုကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းတပ်မတော်အနေနဲ့အကြမ်းဖက်မြန်မာစစ်တပ်အရာရှိတွေကိုထိုင်းနိုင်ငံမှာရှိတဲ့စစ်ဘက်ဆိုင်ရာပညာရေးနဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာဆက်လက်ခံသွားမှာဖြစ်ပြီးအနာဂတ်မှာတင်တန်းလက်ခံမှုများဖွင့်လှစ်ပါကမြန်မာစစ်တပ်အရာရှိတွေကိုပူရဲစစ်ဦးစီးတင်တဲ့ Joint Staff Course တက်ရောက်ခွင့်ပေးဖို့အသင့်ရှိကြောင်းထိုင်းတပ်မတော်ကပြောကြားပါတယ်။မြန်မာစစ်တပ်တပ်ချုပ်အသစ်ဗိုလ်ချုပ်ရဲဝင်းဦးနဲ့ထိုင်းတပ်မတော်ကာကွယ်ဦးစီးချုပ်တို့ဩဂတ်စ်လ19ရက်နေ့ကဘန်ကောက်မြို့မှာရှိတဲ့ထိုင်းတပ်မတော်ဌာနချုပ်မှာတွေ့ဆုံဆွေးနွေးစဉ်အဆိုပါကိစ္စကိုဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းထိုင်း The Nation ကဖော်ပြပါတယ်။ဗိုလ်ချုပ်ရဲဝင်းဦးဟာတပ်ချုပ်တစ်တာဝန်ကိုစတင်ထမ်းဆောင်ခဲ့ပြီးပထမဆုံးနိုင်ငံခြားခီးစဉ်ဖြစ်ထိုင်းနိုင်ငံကိုတွားရောက်ခဲ့ခြင်းဖြစ်ကထိုင်းတပ်မတော်ကစီခန်းနာနဲ့တရားဝင်ကြိုဆိုခဲ့ပါတယ်။တွေ့ဆုံစဉ်မှာထိုင်းတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ဦးကရစ်ကထိုင်းနိုင်ငံမှာရှိတဲ့စစ်ဘက်ဆိုင်ရာပညာရေးနဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာမြန်မာစစ်တပ်အရာရှိများဆက်လက်ပါဝင်နေမှုကိုကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်အနာဂတ်မှာတင်တဲ့လက်ခံမှုများဖွင့်လှစ်တဲ့အခါမှာမြန်မာစစ်တပ်အရာရှိတွေကို Joint Staff Course ပူးတွဲစီဦးစီးတင်တဲ့တက်ခွင့်ပေးဖို့လည်းအသင့်ရှိကြောင်းဗိုလ်ချုပ်ဦးကရစ်ကပြောဆိုခဲ့ပါတယ်။အဆိုပါ Joint Staff Course ဟာစစ်ဘက်ဆိုင်ရာစီမံကိန်းရေးဆွဲခြင်းစစ်စင်ရေးစီမံခန့်ခွဲမှုနဲ့တပ်ဖွဲ့ချင်းချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကျွမ်းကျင်မှုတွေကိုလေ့ကျင့်သင်ကြားပေးတဲ့အဆင့်မြင့်စစ်ဘက်ဆိုင်ရာသင်တန်းတစ်ရပ်ဖြစ်ပါတယ်။နိုင်ငံစစ်ဘက်ခေါင်းဆောင်တွေဟာစီရေးနဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေပြင်စစ်ဘက်ဆိုင်ရာပညာရေးနဲ့လေ့ကျင့်ရေးနေဆက်ဒေတာစီမံခန့်ခွဲမှုတဘာဝအရင်းမြစ်များတဘာဝပတ်ဝန်းကျင်နဲ့စွမ်းအင်ကဏ္ဍများမှာပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ထိုင်းဘက်ကနေဆက်ဒေတာလုံခြုံရေးနဲ့နိုင်ငံခြားဖြစ်ပေါ်နိုင်တဲ့ပြဿနာတွေကိုဖြေရှင်းရမှာမြို့နယ်နေဆက်ကော်မတီ TPC နဲ့ဒေသဆိုင်ရာနေဆက်ကော်မတီ RPC ကဲ့သို့သောနိုင်ငံခြားရှိပြီးသားပူးပေါင်းဆောင်ရွက်ရေးရန်ရာတွေကိုဆက်လက်အသုံးပြုရန်အရေးကြီးကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်နိုင်ငံနေဆက်ဒေသတွေမှာဖြစ်ပေါ်လေရှိတဲ့တော်မီမီဂိုမျိုးနဲ့ရေကြီးရေရှမ်းမှုများကဲ့သို့သောတဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုလည်းနိုင်ငံပူးပေါင်းဖြေရှင်းနေကြောင်းသိရပါတယ်။ဗိုလ်ချုပ်ရဲဝင်းဦးကလည်းထိုင်းနိုင်ငံကိုလာရောက်ခွင့်ရခြင်းအတွက်ဂုဏ်ယူကြောင်းပြောကြားပြီးဩဂတ်စ်လ20ရက်နေ့နဲ့21ရက်နေ့တို့မှာကျင်းပမယ်9ချိန်မြောက်ထိုင်းမြန်မာအစည်းအဝေးကော်မတီ High Level Committee HLC အစည်းအဝေးကိုတက်ရောက်မှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ဗိုလ်ချုပ်ရဲဝင်းဦးကနိုင်ငံနဲ့နိုင်ငံတပ်မတော်အကြားပူးပေါင်းဆောင်ရွက်မှုများဆက်လက်ခိုင်မာစေဖို့ထောက်ခံကြောင်းနဲ့နိုင်ငံပြည်သူတွေအတွက်ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းနိုင်ရေးပူးပေါင်းဆောင်ရွက်သွားဖို့အရေးကြီးကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်2025ခုနှစ်မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ပြီးထိုင်းနိုင်ငံနဲ့ထိုင်းတပ်မတော်ကလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရခဲ့ခြင်းအတွက်လည်းဗိုလ်ချုပ်ရဲဝင်းဦးကကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။မြန်မာစစ်တပ်အရာရှိတွေအတွက်ထိုင်းနိုင်ငံမှာစစ်ဘက်ဆိုင်ရာဒီပလိုမာဘွဲ့နဲ့ဗ
ပွဲအဆင့်ပညာရေးအစီအစဉ်များဖော်ဆောင်နိုင်ရေးကိုလည်းနိုင်ငံခြားဆွေးနွေးကြကြပြီးအဆိုပါအစီအစဉ်တွေမှာထိုင်းဘာသာစကားကျွမ်းကျင်မှုနဲ့နိုင်ငံစစ်ဘက်ဝန်ထမ်းများကြားအပြန်အလှန်နားလည်မှုမြင့်တင်ရေးကိုပါထည့်သွင်းစဉ်းစားထားကြောင်းသိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်စစ်ဘက်ဆက်ဆံရေးတိုးမြင့်ရေးနဲ့လုံခြုံရေးစစ်ဘက်ဆိုင်ရာပညာရေးနယ်စပ်စီမံခန့်ခွဲမှုနဲ့နိုင်ငံခြားဖြတ်ကျော်တက်ရောက်တဲ့ပြဿနာတွေကိုပူးပေါင်းဖြေရှင်းရေးတို့ဟာကိုချိန်မြောက် HLC အစည်းအဝေးမတိုင်မီယခုတွေ့ဆုံမှုရဲ့အဓိကဆွေးနွေးချက်များဖြစ်ခဲ့ကြောင်းသိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ YCTC ကဘတ်ဂျက်မရှိတော့ဘူးလို့အကြောင်းပြကဂျိုးပြူရေမီတာကားတွေကိုတိုးမြင့်ကောက်ခံမှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။ရွေးတုအစိုးရလက်အောက်မှာရှိတဲ့ရန်ကုန်မြို့တော်စီပင်တိုင်းကော်မတီ YCTC ကဖြန့်ဝေပေးနေတဲ့ဂျိုးပြူရေအတွက်လိုအပ်တဲ့ရေတန်းစင်မှုစီအပါအဝင်ဝန်ထမ်းစီနဲ့အထူးစီးတွေအတွက်ဘတ်ဂျက်မရှိတော့တဲ့အတွက်ဂျိုးပြူရေမီတာကနှုံထားတွေကိုတိုးမြင့်ကောက်ခံမှာဖြစ်ကြောင်း YCTC အင်ဂျင်နီယာဌာနရေနဲ့တန်ရှင်းမှုကယမနေ့ဩဂတ်လ19ရက်နေ့မှာထုတ်ပြန်ပါတယ်။လက်ရှိမှာရေတယူနစ်ဂါလန်220ကိုအိမ်သုံးအတွက်330ကျပ်နှုန်းနဲ့ကောက်ခံနေရမှာရေသုံးဆွဲမှု30ယူနစ်ထက်ပိုပါကတယူနစ်ကို950ကျပ်နဲ့60ယူနစ်ထက်သုံးဆွဲပါကတယူနစ်ကို660ကျပ်ဖြစ်အဆင့်လိုက်တိုးမြင့်ကောက်ခံသွားမှာဖြစ်ပါတယ်။ဒါအပြင်စီးပွားရေးသုံးတဲ့စက်ရုံလုပ်ငန်းသုံးရေမီတာကားတွေကိုလည်းတိုးမြင့်ထားပြီးနိုင်ငံသားများအသုံးပြုပါကရေ30ယူနစ်ကျော်ရင်1100ကျပ်နဲ့60ယူနစ်ကျော်ပါက1320ကျပ်နှုန်းထိတိုးမြင့်ကောက်ခံမှာဖြစ်ကြောင်းသိရှိရပါတယ်။ရေသုံးဆွဲသူတွေအနေနဲ့အခြေခံရေသုံးဆွဲမှုပမာဏကိုမဖြစ်မနေပေးဆောင်ရမှာဖြစ်ပြီးအိမ်သုံးအတွက်လစဉ်10ယူနစ်စီးပွားရေးသုံးအတွက်လစဉ်20ယူနစ်နဲ့လုပ်ငန်းသုံးစက်ရုံသုံးအတွက်လစဉ်30ယူနစ်အခြေခံသတ်မှတ်ထားကြောင်း YCTC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရေတယူနစ်ကို330ကျပ်နဲ့ဘယ်နှယူနစ်33အဲ့ဒီအပေါ်မှာပေးရတာပေါ့။အခုကယူနစ်30ကျော်ရင်တစည်းဆိုတော့ရေသုံးများရင်ပိုကုန်မဲ့သဘောရှိတယ်။အဲဒါကြောင့်ထင်တယ်အရင်ရေဘိုးက1000ခွဲလောက်ပဲပေးနေရကနေပြီးခဲ့တဲ့လအတွက်3000နီးပါးကျသွားတယ်။ဈေးတက်တာအခုမှတည်တယ်လို့ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့တူက AR Time ကိုပြောပါတယ်။ဂျိုးပြူတောက်သုံးရေပုံမှန်ပေးဝင်နိုင်ရင်ရေတန်းစင်မှုစနစ်မှာလိုအပ်တဲ့ဓာတုပစ္စည်းစိတ်ရေတန်းစင်စက်ရုံများနဲ့ရေတွန်းစက်ရုံကြီးများလေပတ်နိုင်ရေးလျှက်စစ်တအားကပိုက်လိုင်းထိန်းသိမ်းစိတ်နဲ့ဝန်ထမ်းလာစာတွေကိုကြခံသုံးဆွဲနေရတဲ့အတွက်လက်ရှိရရှိတဲ့ရေဘိုးငွေမှာလျှက်စစ်မီတာကပေးချေဖို့အတွက်သာရရှိကြောင်း YCTC ကဆိုထားပါတယ်။တယောက်ထဲနေတာဆိုတော့ရေဘိုးတက်လာ3000ကောက်တယ်။ယူနစ်နဲ့ကောက်ပေးမဲ့ဘယ်လောက်လဲမသိဘူး။ရေသုံးတာများတဲ့ခန်းစုအရင်ကတည်းက1000ကျော်ကျတယ်။အခုမီတာကပါထက်တက်ရင်ရေဘိုးတင်တော်တော်ကုန်ပါလို့ယူဇနာဥယျာဉ်မြို့တော်မှာနေထိုင်တဲ့အမျိုးသားတဦးကဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ထိုင်းနိုင်ငံအယုဒ္ဓယခဲမှာတရားမဝင်မြန်မာအလုသမား35ဦးဖမ်းဆီးခံရပြီးရနောင်းမှာလည်းပြည်တန်စစ်မြန်မာနိုင်ငံသား184ဦးကိုမြန်မာစစ်တပ်ထံလွှဲပြောင်းကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံအယုဒ္ဓယခရိုင်ဦးထိုင်းမြို့နယ်အတွင်းမှာရှိတဲ့ရွှေပြောင်းအလုသမားတန်ရာတစ်ခုကိုထိုင်းလုံခြုံရေးပူးပေါင်းတပ်ဖွဲ့ကရှောင်းတခင်ဝင်းရောက်စစ်ဆေးခဲ့ရမှာတရားဝင်ထောက်ထားမရှိဘဲနေထိုင်အလုလုပ်ကိုင်နေတဲ့မြန်မာအလုသမား35ဦးကိုဖမ်းဆီးအရေးယူခဲ့ကြောင်းဦးထိုင်းမြို့နယ်အုပ်ချုပ်ရေးဖွဲ့ထုတ်ပြန်ကြေညာသိရပါတယ်။ဩဂတ်လ20ရက်နေ့မနက်6နာရီခန့်မှာအယုဒ္ဓယခရိုင်အုပ်ချုပ်ရေးမှူးနဲ့ဦးထိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့ရဲ့ညွှန်ကြားချက်နဲ့ဦးထိုင်းမြို့ကာကွယ်ရေးအထူးစစ်စင်ရေးအဖွဲ့လုံခြုံရေးဆိုင်ရာအုပ်ချုပ်ရေးအရာရှိများပြည်သူစစ်တပ်ဖွဲ့ဝင်များကြေးရွာဥက္ကဋ္ဌနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်တဲ့ပူးပေါင်းအဖွဲ့ကဦးထိုင်းမြို့နယ်နောင်နန်စုံကြေးရွာအုပ်စုအမလီကြေးရွာမှာရှိတဲ့ရွှေပြောင်းအလုသမားတန်းရကိုဝင်းရောက်စစ်ဆေးခဲ့တာပါစစ်ဆေးမှုအတွင်းမှာအလုသမားတန်းရမှာနေထိုင်တဲ့မြန်မာနိုင်ငံသားအလုသမား230ဦးကိုစစ်ဆေးခဲ့ရမှာ195ဦးကတရားဝင်ထောက်ထားစာရွက်စာတမ်းများရှိပြီးအမျိုးသမီး63ဦးနဲ့အမျိုးသား132ဦးပါဝင်ကြောင်းသိရပါတယ်။တစ်ချိန်တည်းမှာတရားဝင်ထောက်ထားစာရွက်စာတမ်းမရှိတဲ့မြန်မာအလုသမား35ဦးကိုလည်းတွေ့ကြရပြီး၎င်းတို့အနက်အမျိုးသမီး9ဦးနဲ့အမျိုးသား28ဦးပါဝင်ကြောင်းသိရှိရပါတယ်။ဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသား35ဦးကိုခွင့်ပြုချက်မရှိဘဲထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်မှုနဲ့တရားမဝင်နေထိုင်မှုဆိုင်ရာဥပဒေပုံမှန်တွေနဲ့အမှုဖွင့်အရေးယူထားပြီး၎င်းတို့ကိုလက်ခံထားသူများဖုံးကွယ်ပေးသူများနဲ့အလုခံထားသူတွေကိုလည်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရအရေးယူနိုင်ဖို့ဦးထိုင်းမြို့မှရဲစခန်းကိုလွှဲပြောင်းပေးထားကြောင်းသိရပါတယ်။အလားတူထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့မှာလည်းအကြောင်းမျိုးကြောင့်ပြည်တံကြခံခဲ့ရပြီးပြည်တံစေလွတ်မြောက်လာတဲ့မြန်မာနိုင်ငံသား184ဦးကိုထိုင်းအာဏာပိုင်တွေကမြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ဩဂတ်လ23ရက်နေ့မနက်ပိုင်းမှာရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှရဲမှုရနောင်းမြို့အခြေစိုက်မြန်မာအလုသမားတန်အရာရှိအောင်စိုးတန်းနဲ့ပြည်내တပ်ပေးရေးဆိုင်ရာဌာနပေါင်းစုံကော်မတီ9ခုတို့ပူးပေါင်းပြီးရနောင်းအကောက်ခွန်စိတ်ကန်းကနေတဆင့်မြန်မာနိုင်ငံသား184ဦးကိုမြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ပြန်လည်လွှဲပြောင်းခံရသူ184ဦးနဲ့အမျိုးသား159ဦးနဲ့အမျိုးသမီး25ဦးပါဝင်ကြောင်းသိရပါတယ်
အဆိုပါမြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံတွင်တရားမဝင်ဝင်ရောက်နေထိုင်မှုခွင့်ပြုချက်မရှိဘဲအလွတ်လုပ်ကိုင်မှုနဲ့အခြားဥပဒေချိုးဖောက်မှုတွေကြောင့်ဖမ်းဆီးခံခဲ့ရသူများဖြစ်ပြီးပြည်ထများချခံပြီးနောက်ထိုင်းနိုင်ငံကပြည်နှင်တန်ပေး၍မြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းလည်းဖြစ်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတာကတော့တရုတ်သရုပ်ဆောင်ဝန်ချင်းကိုမြဝတီကိုလူကုန်ကူးခဲ့တဲ့နိုင်ငံဖြတ်ကျော်လူကုန်ကူးဂိုင်းမှာအဖွဲ့ဝင်18ဦးကိုတရုတ်တရားရုံးမှစတင်တရားစွဲဆိုကြောင်းတင်ဆက်ပေးပါမယ်တရုတ်သရုပ်ဆောင်ဝန်ချင်းကိုမြန်မာနိုင်ငံမြဝတီဒေသမှာရှိတဲ့အွန်လိုင်းလိမ်လည်မှုလုပ်ငန်းစခန်းတစ်ခုကိုလူကုန်ကူးခဲ့တဲ့နိုင်ငံဖြတ်ကျော်လူကုန်ကူးဂိုင်းမှာအဖွဲ့ဝင်18ဦးကိုလူပြန်ပေးဆွဲမှုလူကုန်ကူးမှုတရားမဝင်ချုပ်နှောင်မှုလူရဲမှုနဲ့ပြန်ပေးဆွဲမှုဖြင့်ကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာအတင်းကျပ်ပါဝင်စေမှုတို့နဲ့တရားစွဲဆိုထားကြောင်းတရုတ်နိုင်ငံပိုင် CCTV News ကဩဂတ်စ်လ19ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။တရုတ်အာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးချက်တွေအရအဆိုပါလူကုန်ကူးဂိုင်းဟာမြန်မာနိုင်ငံမြဝတီဒေသမှာအခြေစိုက်လှုပ်ရှားခဲ့ပြီးပြည်ပအလုပ်ကိုင်ခွင့်လန်းများရရှိမယ်လို့လိမ်လည်စည်းရုံးကတရုတ်နိုင်ငံသားတွေကိုပြည်ပကိုခေါ်ဆောင်ပြီးလူကုန်ကူးခဲ့ကြောင်းသိရပါတယ်။လူကုန်ကူးခံရသူတွေကိုလက်နက်ကိုင်အဖွဲ့တွေကအတင်းကျပ်မြဝတီဒေသကိုပို့ဆောင်ခဲ့ပြီးအဆိုပါနေရာမှာလူရဲချင်းရိုက်နှက်ချင်းနဲ့တရားမဝင်ချုပ်နှောင်ခြင်းများပြုလုပ်ခဲ့ကြောင်းတရုတ်ရှေ့နေချုပ်ရုံးကပြောပါတယ်။အမျိုးသမီးအချို့မှာလိမ်ပိုင်းဆိုင်ရာစော်ကားခံရခြင်းနဲ့အတင်းကျပ်ပြည်တစားလုပ်ငန်းမှာခိုင်းစေခံရခြင်းများရှိခဲ့ပြီးအခြားသူတွေကိုမြန်မာနိုင်ငံမှာရှိတဲ့အွန်လိုင်းလိမ်လည်မှုစခန်းတွေထံကိုရောင်းချကကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာအတင်းကျပ်လုပ်ကင်စေခဲ့ကြောင်းသိရပါတယ်။တရုတ်သရုပ်ဆောင်ဝန်ချင်းရဲ့ဖြစ်စဉ်ဟာတရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာလူများအာရုံစိုက်ခဲ့တဲ့လူကုန်ကူးမှုဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံမှာတရုတ်ဆောင်ဝန်ချင်းဟာ2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာ WeChat အဖွဲ့တစ်ခုတွင်ဘန်ကောက်မြို့မှာရုပ်ရှင်ရိုက်ကူးဖို့တရုတ်ဆောင်များခေါ်ယူနေတဲ့ကြော်ညာတစ်ခုကိုတွေ့ရှိခဲ့ပြီးမိမိကိုယ်ကိုဒါရိုက်တာလက်ထောက်လို့ဆိုသူနဲ့ဆက်သွယ်ကရုပ်ရှင်ရိုက်ကူးရေးခွင့်လန်းကြောင်းဆွေးနွေးခဲ့ပါတယ်။2025ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာဘန်ကောက်လေဆိပ်ကိုရောက်ရှိလာပြီးနောက်အဆိုပါဒါရိုက်တာလက်ထောက်လို့ဆိုသူစီစဉ်ပေးထားတဲ့ကားနဲ့လာရောက်ခေါ်ဆောင်သွားခြင်းကိုခံခဲ့ရပါတယ်။အဲဒီနောက်ထိုင်းမြန်မာနယ်စပ်ဒေသကနေတဆင့်မြန်မာနိုင်ငံမြဝတီဒေသမှာရှိတဲ့လိမ်လည်မှုစခန်းတစ်ခုကိုပို့ဆောင်ခံခဲ့ရပြီးနောက်ပိုင်းမှာလိမ်လည်မှုစခန်းအများအပြားကိုပြောင်းရွှေ့ခံခဲ့ရကြောင်းသိရပါတယ်။ဇန်နဝါရီလ9ရက်နေ့ညပိုင်းမှာဝန်ချင်းပျောက်ဆုံးနေကြောင်းလူမှုကွန်ရက်တွေကနေတဆင့်သတင်းများထွက်ပေါ်လာပြီးတရုတ်နဲ့ထိုင်းနိုင်ငံတို့မှာအဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့အာရုံစိုက်မှုများမြင့်တက်လာခဲ့ပါတယ်။ဇန်နဝါရီလ6ရက်နေ့မှာချင်းမိုင်မြို့မှာရှိတဲ့တရုတ်ကောင်စစ်ဝန်ရုံးကထိုင်းအာဏာပိုင်များနဲ့ဝန်ချင်းရဲ့မိသားစုဝင်များနဲ့အနီးကပ်ဆက်သွယ်ကသူ့ကိုရှာဖွေဖို့လိုအပ်တဲ့အကူအညီများပေးရခဲ့ပါတယ်။ဇန်နဝါရီလ9ရက်နေ့မှာတရုတ်ကောင်စစ်ဝန်ရုံးကထိုင်းနိုင်ငံတာခင်လူဝင်မှုကြီးကြပ်ရေးရုံးထံမှဝန်ချင်းကိုတွေ့ရှိပြီးဖြစ်ကြောင်းမြန်မာနိုင်ငံဘက်ချမ်းမှာရှိတဲ့နေကြားဆောင်တပ်ဖွဲ့ BGF ရဲ့ဒုတက်မှုထံမှဝန်ချင်းကိုတွေ့ရှိထားကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ဇန်နဝါရီလ10ရက်နေ့မှာထိုင်းရဲတပ်ဖွဲ့ကဝန်ချင်းဟာတရုတ်ဆောင်အလုတ်ကန်ခွင့်လန်းရရှိမယ်လို့လိမ်လည်ခံရပြီးပြည်ပကိုထွက်ခွာခဲ့ရကထိုင်းနိုင်ငံကနေတဆင့်အိန္ဒိယနိုင်ငံတခုကိုပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ဝန်ချင်းဟာခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းလည်းအာဏာပိုင်တွေကရှင်းလင်းခဲ့ပြီးနောက်ခြေထောက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့လူမှုကွန်ရက်ပေါ်မှာကောလာဟလတွေကိုပယ်ချခဲ့ပါတယ်။ထိုင်းမျိုးသားတပ်ဖွဲ့ရဲ့စစ်ဆေးရေးမှုချုပ်ကလည်းပနာမစုံစမ်းစစ်ဆေးမှုတွေရဝန်ချင်းဟာလူကုန်ကူးခံရသူဖြစ်ကြောင်းထိုင်းမီဒီယာတွေထံကနေပြောကြားခဲ့ပါတယ်။ဝန်ချင်းဟာဇန်နဝါရီလ17ရက်နေ့မှာရှန်ဟိုင်းပြည်ဆိုင်ရာလေဆိပ်ကိုပြန်လည်ရောက်ရှိခဲ့ပြီးတရုတ်နိုင်ငံကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။အဲဒီနောက်ဇန်နဝါရီလ18ရက်နေ့မှာတရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကထိုင်းမြန်မာနယ်စပ်တလျှောက်ပျောက်ဆုံးနေပြီးလိမ်လည်မှုစခန်းတွေမှာပိတ်မိနေတဲ့တရုတ်နိုင်ငံသားတွေကိုကယ်တင်ဖို့အစွမ်းကုန်ကြိုးပမ်းနေကြောင်းနဲ့ဆက်ဆက်ဖြစ်စဉ်တွေကိုစုံစမ်းစစ်ဆေးနေကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဇန်နဝါရီလ26ရက်နေ့မှာဝန်ချင်းနဲ့ဆက်သွယ်ခဲ့တဲ့ဒါရိုက်တာလက်ထောက်လို့ဆိုသူအထက်ကတန်တရားရှိသူကိုဖမ်းဆီးရမိခဲ့ပြီးဇန်နဝါရီလ25ရက်နေ့ညမှာတရုတ်နိုင်ငံကိုပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့ကြောင်းတရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောပါတယ်။ဒါအပြင်ဖေဖော်ဝါရီလ20ရက်နေ့မှာတရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကဝန်ချင်းအပါဝင်ပြည်ပကိုလိမ်လည်ခေါ်ဆောင်ခံရပြီးတရားမဝင်ချုပ်နှောင်ကတယ်လီကွန်လိမ်လည်မှုစခန်းတွေမှာပိတ်မိခဲ့တဲ့တရုတ်နိုင်ငံသားများနဲ့ဆက်တဲ့အမှုတွေမှာအထက်ကတန်တရားရှိသူ10ဦးကိုထိုင်းတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးဖေဖော်ဝါရီလ15ရက်နေ့မှာတရုတ်ရဲတပ်ဖွဲ့ထံကိုလွှဲပြောင်းပေးခဲ့ကြောင်းထုတ်ပြန်ခဲ့ပါရခင်ဗျာဟုတ်ကဲ့ပါသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတွေများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင့်ဆုံးလွတ်မြောက်ပြီးတော်လှန်ရေးတွေကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ